လူကြီးရွာအတွင်းမှာရှိတဲ့ဦးစင်းရဲ့တရားအထုတ်ရာဇင်းဉဏ်ကြောင်းလေးဒီနားကနေပြီးတော့ဦးစင်းတင်ပြလိုပါတယ်။မနေ့ကဧပြီလ25ရက်နေ့ကောသာတက်ကတဲ့1382ခုနှစ်83ခုနှစ်ပေါ့လေ။တကူလဇန်4ရက်နေ့ညမှာဦးစင်းဟာ Facebook အတွက်ထောက်ကြအောင်သွားပြီးတော့ Facebook သုံးဖို့တွိုင်းရင်နောက်ကြလို့ပြန်လာခဲ့ပြီမဲ့ကြံအကျက်4ရက်နေ့ညမှာလူငယ်တယောက်လမ်းဘေးမှာအပိုင်းရေတန်းစက်ယုံနာမှာဝင်တိုက်တယ်ခဏကတော့16ရက်နေ့ကြံအတက်နေ့မှာဒီကိစ္စကိုတင်ပြလို့တာဘာကြောင့်လဲဆိုတော့ဒီကနေ့လူငယ်တွေညမူးနေတဲ့လူငယ်လေးတယောက်ရဲ့အခြေအနေကိုကြည့်ရတဲ့အခါမှာအဲ့ဒီလူငယ်လေးဟာရက်တောက်ထားတာမဟုတ်ဘူးရက်စော်လည်းမနံဘူးဒါပေမဲ့သူ့မှာခေါင်းလည်းမထောင်နိုင်ဘူးဒီလိုလူငယ်တယောက်ကိုတွေးလိုက်တဲ့အခါမှာဒီကနေ့ generation Z တွေအသက်25 30ကြားမှာရှိတဲ့လူငယ်တွေနိုင်ငံတော်ရဲ့အာဏာအတွက်အာဏာသိမ်းတာကိုလက်မခံနိုင်လို့ generation Z လူငယ်တွေတွန်းလှန်နေကြတဲ့အခါမှာဘာကြောင့်ဒီလိုမာနရတဲ့အာဏာတွေကိုတွန်းလှန်ဖို့အတွက်တတ္တိရှိရဲရဲနေတယ်လဲဆိုတဲ့အတွေးမျိုးတွေနဲ့ညအဲ့လူငယ်လေးကသွား3ချောင်းရှိရကျိုးသွားပြီမဲ့သူ့စီကရက်စော်မနံတော့လဲလူကတော့လှုပ်ကိုမလှုပ်နိုင်အောင်မူးနေတာတွေ့ရတယ်ဒါကိုကြည့်ချင်းအဖြစ်လူငယ်တွေကြားထဲမှာ generation Z နဲ့မူရစေးဟာအလွန်ကြောက်စရာကောင်းနေပြီလို့ပြောရမှာဖြစ်ပါတယ်ရှေ့တုန်းကအရက်သေးသာဘိန်းကင်းကစောလှော်သာတောက်စားဆိုသလိုပဲဒီနေ့လူငယ်တွေကြားထဲမှာအနက်မနန်တော့တဲ့ WY ဆိုတဲ့ဆေးပြားတွေယာဘဆိုတဲ့အခေါ်ဝေါ်နဲ့ဆေးတွေဟာလူငယ်တွေကြားထဲမှာဘယ်လောက်ပြန့်နှံ့နေပြီလဲဦးစင်းဟာတာချီလိတ်မှာမူရစေးဖြတ်တဲ့လုပ်ငန်းတစ်ခုကိုတွားရောက်လေ့လာတဲ့အခါမှာခရီးယန်လူငယ်ထုတွေကိုအဓိကသင်ကြားရင်မူရစေးဖြတ်လုပ်ငန်းတွေကိုမြန်မာနိုင်ငံမှာယဟန်တွေကမလုပ်ကြပဲခရီးယန်တရားပြဆရာတွေတာဟာနာပြုဆရာတွေလုပ်တော့လူငယ်တွေဟာရက်ပြန့်ရင်းနဲ့ဘိန်းဖြန့်ရင်းနဲ့ယာဘဖြန့်ရင်းနဲ့ခရီးယန်လောကမှာဆရာတွေပြန်ဖြစ်ပြီးတော့ဖျားသခင်ရဲ့ကောင်းခြင်းကယ်တင်ခြင်းကြောင့်ဒါလည်းပြည့်စုံတယ်ဆိုပြီးလောကကိုဖြတ်သန်းနေတာကိုမြင်တွေ့ရတဲ့အခါမှာမူရစေးနဲ့ဒီကနေ့ generation Z တွေအတွက်ဦးစင်းတို့စဉ်းစားရတော့မယ်။ဒါကြောင့်ဒီကနေ့နိုင်ငံတော်အကြီးအကဲတွေနိုင်ငံတာဝန်ယူနေတဲ့အာဏာထိန်အာဏာသိမ်းမြည်သည့်အစိုးရမစိုးလူငယ်တွေကြားမှာမူရစေးဘယ်ရလာလဲရှေ့သမင်ဘယ်ရထွက်မင်းကြီးတာကထွက်ဆိုလိုပဲစကမ်းမှုတွေကအစရဲအရာရှိတွေအစုံသူတို့ကပဲဖြန့်ချီနေသလားဒါမှမဟုတ်နိုင်ငံတော်တပ်မတော်ရဲ့အာဏာရပုဂ္ဂိုလ်တွေကပဲတည်နေသလားရရှိဘုံကြီးဘုံမှုတွေအစတည်တယ်ကြားဘူးနေကြရတဲ့ဇလန်းနေကြတဲ့ကကိုယ်နိုင်ငံကိုချစ်ရင်အမြန်ဆုံးမူရစေးနဲ့ပတ်သက်လို့ရှင်းလင်းပေးစေချင်ပါပြီလို့ဘုရားကွင်ဆရာတော်အရှင်အဂရမဘုရားကွင်သာနာစောင့်ရှောက်ရေးအဖွဲ့ကိုစားတင်ပြပေးကြတာပါဆိုတော့အဲ့ညသားလေးကိုဦးဇင်းတို့မဆာ6ဆိုတဲ့စစ်မြေပြင်စေးတိုင်ရင်6ကိုတွားရောက်ပြီးပို့တော့အရေးပေါ်ပဲညရင်းချင်း၄ချက်လောက်ချုပ်ပေးလိုက်သလိုနှကန်းကွဲပြီးတော့ကျန်တာတွေအားလုံးကောင်းတော့လဲသွား3ချောင်းတော့ကျွတ်သွားတာကိုဦးဇင်းလည်းတင်ပြထားပါတယ်ပြောချင်တာတော့အဲ့လူငယ်ဟာနောက်မှသာနားတယ်ကြိုက်တယ်ဖြစ်ပေမဲ့အဲ့လိုမူးနေတဲ့အချိန်မှာဦးစင်းမြင်ရရက်စော်လဲမနန်တော့မူရစေးတစ်မျိုးမျိုးယာဘသို့မဟုတ်တစ်ခုခုပေါ့ဘေးတစ်မျိုးမျိုးသုံးတယ်ဆိုတော့လူငယ်တွေကြားမှာလောက်ပြန့်နှံ့နေပြီဆိုရင်ဒီကနေ့မျိုးတော်လိုင်းကြီးကိုဥဆောင်နေတဲ့လူတွေဟာလူငယ်တွေကိုဒါတွေကြွေးပြီးမခိုင်းဘူးလို့မပြောနိုင်တော့ပါဘူးဒါကိုကြည့်လိုက်ခြင်းအပြင်တေးသေးကြည်ကြည်ဆိုပြီးတော့အတင်းရှည်တန်းကိုရောက်လာတဲ့လူငယ်တွေဟာမကြောက်မရွံ့သွားနေတာဟာနိုင်ငံတော်ကိုချစ်ထားတဲ့မူရစေးကြောင့်ဆိုရင်ဦးစင်းတို့ရဲ့ခေါင်းဆောင်တွေမိဘတွေလူကြီးတွေမှာတည်တည်မီလို့ဦးစင်းပြောကျင်ပါတယ်။ဒါကြောင့်မင်းညကောင်လေးတယောက်ဆိုင်ကယ်မှောက်လိုက်တဲ့အဖြေထဲမှာဦးစင်းကိုယ်တိုင်သတိထားတော့ကြလဲဦးစင်းကိုကံကောင်းလို့ရိုက်မလွတ်တဲ့ဘုံဘုန်းကြီးကားနဲ့တိုက်လေသလားဆိုပြီးချက်ချင်းပြေးလာတဲ့သူ့ရဲ့ဒေါသဟာဟိုလူငယ်လေးကိုပြဿနာရှာရင်းဦးစင်းစီကိုမုံမှန်ဖွဲ့ခဲ့တာကိုတွေ့ခဲ့ရပါတယ်။ဦးစင်းကြတော့လူငယ်ကိုလည်းတနာရောက်လာတဲ့လူရဲ့အသိပညာအားနည်းမှုတွေလည်းတွေ့မြင်သတိနဲ့ဆင်ញင်လိုက်တဲ့အခါမှာနိုင်ငံတော်အတွက် generation Z တွေဟာ
ရေးကြီးတွေးထွက်နေတဲ့ကိန်းမှာအသိဉာဏ်ကိုအသုံးမချမြောက်ပေးတိုင်းကနေရတဲ့ရုပ်သေးရုပ်လူငယ်များမဖြစ်စေခြင်းလို့ပါဦးဇင်းဟာစစ်အစိုးရကိုဘောမနေတဲ့ဘုံကြီးမဟုတ်ပါဘူးအနီရောင်လည်းမဟုတ်သလိုအစိမ်းရောင်လည်းမဟုတ်ပါဘူးဒါကြောင့်ဦးဇင်းကယူသားစွာပြောရင်အဖြူရောင်မှာတစ္ဆာဥသာရှင်းတန်းတင်ပြီးတော့ယဟန်လို့လုပ်နေတာပါတားငယ်သမီးငယ်တွေနဲ့နိုင်ငံတော်တိုးတက်ဖို့အတွက်လူငယ်တွေကိုကဲတင်ညင်ပါတယ်မှားရွေးနေတဲ့တန်တရားဘဝတွေကနေလွတ်မြောက်ပြီးတော့တစ္ဆာနောက်ကိုလိုက်ရင်နိဗ္ဗာန်ဆိုတဲ့လမ်းကြောင်းထဲမှာဓမ္မအတိနဲ့ဘဝအရှိကိုတိတိပပကြိုးစားဗုဒ္ဓဂုဏ်ဆရာတော်ဘုရားကလည်းလူသားဘဝမှာလည်းချမ်းသာအောင်ကြိုးစားခဲ့တယ်ဆိုတာကြွားနေတာမဟုတ်ပဲအမှန်တရားနဲ့လွတ်မြောက်တဲ့အဖြစ်ကိုမြင်ញင်လို့တားငယ်သမီးငယ်တွေကိုကဲတင်ញင်လို့ပါဝိသေယမကောင်းမလားကောင်းပါတယ်ကာမဂုဏ်မကောင်းမလားကောင်းပါတယ်မြတ်စွာဘုရားကိုယ်တိုင်လည်းဒီရဲ့အရသာတွေပြောသလိုအကျိုးကိုလည်းပြသလိုအကြောင်းကိုလည်းပြခဲ့ပါတယ်ဒီထဲကလွတ်မြောက်နိဗ္ဗာန်ရောက်အောင်ကြိုးစားပါလို့အတင်းမခေါ်လို့တော့လဲလောကရဲ့အမြင်နဲ့သစ္စာဉာဏ်ဖွင့်ကြည့်မယ်ဆိုရင်ဒီကနေ့မူရစေးကိုဘယ်သူတွေရောင်းနေသလဲဦးဇင်းလူဘဝတိုင်းတွေ့ခဲ့တယ်အဲ့ဒါကဘာလဲဆိုရင်မူရစေးဖမ်းမိလို့မှုကင်းတဲ့မှာရေးတော့မယ်ဆိုရင်သူ့နာမည်ကိုဟာရှင်ဆိုလဲမောင်မြင့်ငကြစ်ဆိုတဲ့ကောင်ကလည်းတခါထပ်ပြီးတော့အဲ့လိုကိုဖုံးစသဖြင့်လူမျိုးရေးဘာသာရေးမပြတ်ပြုံးအောင်လို့ခုနနိုင်ငံရေးဘက်တွေလူမျိုးရေးလှုံ့ဆော်မှုတွေမဖြစ်အောင်လို့ဆိုပြီးတော့အစ္စလမ်ဘာသာဝင်ဖြစ်တော်လေသူတို့ကအဲ့ဒီနာမည်တွေကိုဗမာနာမည်မဲ့တော့မှုကင်းတဲ့နေမှာမြန်မာတွေကပဲရောင်းဝယ်သူဖြစ်နေကြတာတွေ့ကြရဘူးပါတယ်ဒါကိုဘာကြောင့်လဲလို့မင်းတော့ခုနလိုလူမျိုးရေးအထီးကျုံမဖြစ်အောင်ဆိုသလိုအဲ့ဒီလူမျိုးရေးနာမည်မျိုးမသုံးဖို့အတွက်အဲ့ဒီစကန်မူအဲ့ဒီရဲစီရေးကြီးတွေကိုနည်းလောက်လာသူတို့ဘာသာကြားတို့ရဲ့နာမည်မပြတ်အောင်50သိန်း30သိန်း30အဲ့လိုပေးပြီးတော့မှဒီနာမည်ကိုသတင်းထဲမှာမှားမပါအောင်လုပ်ကြပါတယ်ဒီလိုပဲအမှုကိုမကြည့်အောင်ကြိုးစားနိုင်ကြပါတယ်ဒါဟာဘာသာကြားတွေဟာငါတို့တိုင်းပြည်မဟုတ်ဘူးဆိုတဲ့စိတ်မျိုးတွေကိုတွေ့ရတော့တော်တော်ဝမ်းနေတယ်ငါတို့လူမျိုးမဟုတ်ဘူးဗမာလူမျိုးတွေပြက်ပြီးရောဆိုတဲ့စိတ်ဓာတ်မျိုးတွေရှိတာကိုလေဗုဒ္ဓဂုဏ်ဆရာတော်ရင်နဲ့အမျှခံစားပြီးတွေ့မြင်ခဲ့ရလို့ဒီနေရာမှာမူရစေးလုပ်တဲ့ဟာရှမ်းနေပဲလားကချင်ပဲလားလူမျိုးကြားလားဘာသာကြားလားလို့အထူးမပြောသလိုတော့လေနိုင်ငံရေးအရာကာကွယ်နဲ့ဘာသာပြောက်လူမျိုးပြောက်မှာကဗုဒ္ဓဘာသာနဲ့မြန်မာလူမျိုးပါဗုဒ္ဓဘာသာတွေတကူကိုတူတက်မြန်မာလူမျိုးတွေမြန်မာတိုင်းသားတွေတူနဲ့တူသေးပြီဆိုရင်ပြောနေတာဟာဘင်္ဂလားဒေ့ရှ်ကဦးစင်းရဲ့မိတ်ဆွေကိုရောကြီးပြောလို့အရှင်များတို့အဲ့မှာပြဿနာတက်နေတယ်တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ကလို့ခုံလို့တဲ့အဲ့ဒီသတင်းကိုကြည့်ပြီးတော့ TV ကနေလာနေတဲ့အချိန်မှာဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့သူတွေကတအားကိုပြောပါနေကြတယ်တဲ့သူကဗုဒ္ဓဘာသာယဟန်တပါဗုဒ္ဓဘာသာမိတ်ဆွေများဖြစ်တော့ရှင်းပြတဲ့အခါမှာဗုဒ္ဓဂုဏ်ဆရာတော်အနေနဲ့ယင်နာနဲ့တိနေတွေ့နေကြားနေရပါတယ်ဒါကြောင့်ကိုတိုင်းပြည်တွေကဘာသာတရားအရာဆုံးရှုံးညမယ်ဦးဇင်းတို့နိုင်ငံတွေကဖျားခိုးတယ်ဗုဒ္ဓဘာသာတွေသို့တော်ညာလဲအဲ့ဒီအလုပ်တွေကိုအများအပြားရှီအောင်ပစ္စည်းတွေတည်ယူနေတာဘယ်သူတွေလဲဆိုတာမှုခင်းတဲ့သတင်းလိုက်နေတဲ့ရဲနဲ့သက်ဆိုင်ရာလူတွေသိကြပါတယ်ဟုတ်ပြီမြန်မာနိုင်ငံမှာမြန်မာတွေဖောက်ပြတာမဆမ်းမိမဲ့ဘာသာကြားတွေနှောက်သွားရင်တော့တိုင်းပြည်ပြောက်လူမျိုးပြောက်မှကြောက်လို့ဒီကနေ့ကမရောအစိုးရနဲ့အာဏာသိမ်းနေကြတဲ့မှာတန်ဃာတွေငြိမ်နေတယ်ဆိုတော့လေဖြစ်စဉ်တစ်ခုလို့ဦးဇင်းတို့အကဲခတ်ကြည့်မိပါတယ်သို့တော့ဗုဒ္ဓဂုဏ်ဆရာတော်ကအဖြူရောင်ပါအမှန်တိုင်းပြောရင်အယောင်မရှိလို့ပြောရင်ပုံမှန်ပါလိမ့်မယ်တစ္ဆာအသိနဲ့ပဲနေကြမှာတယ်အနီကိုလည်းအာမပေးသလိုအနီပေးထားတဲ့အမွေဖြစ်တဲ့မဟာတတ္တမဇောတိကတစ္ဆာလေးကိုဂုံယူတာယူတာကိုတောင်းဘောမဘုန်းကြီးတို့ပြောရင်လည်းအပြစ်မတင်ပါဘူးဒါပေမဲ့ရှိနေတဲ့အစိုးရနဲ့တာနာကိုစောင့်ရှောက်မဲ့သူများဖြစ်ဖို့တော့ဦးဇင်းတို့ကြိုးစားရမှာပါခရိယန်သမ္မတတက်လာလို့ဆန္ဒပြတာဗုဒ္ဓဂုဏ်ဆရာတော်တပါးတည်းပါတနိုင်ငံလုံးမှာအဲ့ဒါကိုပဲအကြောင်းပြပြီးတော့ပတ်သက်ရမလားလို့ဝင်းပြီးတော့ဆန္ဒပြမယ်ဆိုပြီးတော့ငွေလိမ့်သွားတဲ့ဗုဒ္ဓဘာသာကြီးလည်းအများကြီးဆိုတာအဲ့ဒီခေတ်ကကိုယ်တိုင်ကြုံခဲ့ရပါတယ်တကယ်တော့လေဘယ်ဘယင်မဲ့အုပ်ချုပ်ဘယ်ဘာသာကြားပဲအုပ်ချုပ်ကိုယ့်လို့ရမှာတော့သိပါတယ်သို့တော့အဲ့လိုဘာသာကြားရဲ့အောက်မှာတော့ဗုဒ္ဓဘာသာညှိုးငယ်တာဟာဘင်္ဂလားဒေ့ရှ်ကိုရောက်ခဲ့တဲ့ဗုဒ္ဓဂုဏ်ဆရာတော်တင်ပြချက်တွေကသိသိတာလာပါတယ်ဒီနေရာမှာသားငယ်တွေသမီးငယ်တွေအမြင်ဖွင့်ပြီးတော့တော်လန်ကြပါຫນွေဥတော်လန်ရေးဆိုတာဟာတကယ်တော့အစ္စလမ်ဘာသာရဲ့စကားလုံးလို့ပြောနေကြသလိုနောက်နိုင်ငံတွေကိုအားကျပြီးတော့
တို့နိုင်ငံမှာမှ spring ရာသီမရှိတော့တဲ့ရာသီ3မျိုးမရှိပါဘူးရာသီ4မျိုးမရှိပါဘူး3ခုပဲရှိပါတယ်ညီတို့ပင်ဆိုစကားမူအရေးကြီးတာကိုယ့်ရဲ့အောင်နိုင်မှုအတွက်ကိုရဲဝံ့ခြင်းကိုလေးစားပါတယ်မူရစေးသုံးပြီးတော့မိုက်တီမိုက်ကန်ဖြစ်ပြီးရှေ့တန်းကိုအတင်းတိုးပြီးတော့တနက်ရဲ့အစာကျွေးခြင်းခံရတဲ့လူမိုက်တွေမြောက်ပေးလို့ကျိုးဆွဲကရရုပ်သေးဖြစ်ပြီးတော့နိုင်ငံရေးပုံမဖြစ်စေချင်ဘူးဒီအချိန်မှာအတိနဲ့ပဲသတိနဲ့ပဲကိုတိုင်းပြည်တိုးတက်ဖို့အတွက်လူကြီးကိုဓာတ်ရိုက်ထွက်တွေ့စမ်းပါအဲ့လိုသူရဲကောင်းတွေလိုချင်ပါတယ်ဒီကနေ့အသက်30ကျော်မူရစေးတွေကြားထဲမှာဘိုလ်ချုပ်ဆန်းအသက်32နှစ်နဲ့နိုင်ငံတော်ခေါင်းဆောင်ဝန်ကြီးချုပ်တယောက်ဖြစ်နေပါပြီအဲ့လိုတန်ဖိုးရှိတဲ့လူငယ်တွေဟာအသက်သွေးပေးရတဲ့အာဇန်ဒီအစ်စ်တွေပါဘာမို့ညာမို့သူများမြောက်ပေးလို့မူရစေးသုံးရင်းနဲ့ရှေ့ရတော့သေလို့သေမှန်းမသိမူလို့မူမှန်းမသိသေသွားတဲ့သူတွေအတွက်ဝမ်းမနေတဲ့မိဘတွေအတော်တွေဦးလေးတွေအများကြီးပါဦးစင်းဒါတွေးခဲ့ရတဲ့အခုဦးစင်းအကဲခတ်လေ့လာနေတာပါအိမ်မောက်စီသွားမေးပြီးတော့ငိုကြွေးကြတယ်မဲ့ဩဒီသားလှောက်ဆိုးနေတာသေတာပဲကောင်းပါတယ်ဒီတူကကျိုးတို့အိမ်မှာနှောက်ရက်နေတာကြာပြီဒါကြောင့်ဒီကောင်အခုဟိုဆန္ဒပြရဲ့နောက်မှာလိုက်နေတာပါလို့လူငယ်တွေကြားမှာအဲ့လိုအပြစ်ပယ်ကံလူငယ်တွေမူရစီဆွဲနေတဲ့လူငယ်တွေဟာ generation Z ဆိုပြီးတော့နာမည်တက်ခံပြီးတော့လောကထဲမှာအမားလုံနေတာတွေကိုဦးစင်းတို့မဖြစ်စေချင်လို့ပြည်သူများကကယ်တင်ကြပါလိုင်သာယာကတကားတယောက်တဲ့ဟိုလူငယ်တွေသားမင်းတို့မထွက်ဘူးလားသွားလေကွာရှေ့တို့ရောက်မင်းတကားဒီချိန်မှာမင်းစူရမှာဒါမှမင်းပြောမှာပေါ့ဆိုတော့လူငယ်တွေကအားတက်ပြောသွားတယ်တဲ့အဲ့နဲ့ तू ကသွားပြီးတော့သူ့တငယ်ချင်းကိုသွားခဲ့ဟဲ့မင်းဘာလဲကွာဆိုတော့ခုနကလွတ်လိုက်တဲ့လူရဲ့တူဖြစ်တဲ့အတွက်သူ့တူကိုတော့မင်းအပြင်မထွက်နဲ့မလူငယ်တွေပြစ်ခံတော့မယ်လို့ပြောတယ်တဲ့ဆိုတော့ကိုတူအရင်သွေးသားရင်းကိုကြောက်အခန်းထဲထည့်ပြီးတော့ဘာမဟုတ်တဲ့လူငယ်တို့ဘိန်းဘိုးလေးဆေးဘိုးလေးပေးပြီးတော့မူရစီလေးကျွေးပြီးတော့အရက်ဖိုးလေးပေးပြီးတော့ခြေတန်းကိုလွတ်တဲ့အခါမှာဒီကနေ့ generation တွေပေးတဲ့သွေးဆက်တွေဟာမညစ်ထွေးစေချင်ပါဘူးတကယ်ကိုတာနာအတွက်ဘာသာအတွက်လူမျိုးအတွက်နိုင်ငံတော်လွတ်လပ်ရေးအတွက်ယုံကြည်ချက်နဲ့အသက်ပေးနေတဲ့သားငယ်တွေကိုလည်းလေးစားဥညွတ်တဲ့နယ်လို့ပြောရမှာဖြစ်တယ်လို့ဗုဒ္ဓရဲ့ဓမ္မကတကယ်လွတ်မြောက်ဖို့ပါသွေးယူသွေးရတဲ့မိုက်တီမိုက်ကန်လုပ်ဖို့မဟုတ်ပါဘူးဒါကြောင့်ဒီကနေ့သားငယ်သမီးငယ် generation Z ဒီအနေနဲ့မှန်ကန်တဲ့လမ်းကိုယူစမ်းပါဗုဒ္ဓကိုကြီးဆရာတော်အားပေးပါတယ်အေးနိုင်ငံတော်ရဲ့အာဏာကိုယူပြီးတော့လိန်လေလှည့်ပြပြီးတစ်နှစ်ခွဲရနှစ်နှစ်လှည့်ပြရင်းနဲ့1990ဖြစ်စဉ်လို့10နှစ်10မိုးအနှစ်20အနှစ်30အာဏာသိမ်းတာဗုဒ္ဓကိုကြီးဆရာတော်ရဲ့လက်ခံမှာမဟုတ်ပါဘူးဒါပေမဲ့ဝါရတဲ့တကားပေါက်တွေနဲ့လက်ထိုးတဲ့ပတ်သက်ကိုစားတတ်တဲ့အုံနောက်မျိုးနဲ့တော့နိုင်ငံတော်အုပ်ချုပ်ဖို့မတင်ဘူးလို့ဗုဒ္ဓကိုကြီးဆရာတော်ပြောရဲပါတယ်နိုင်ငံခေါင်းဆောင်ဆိုတာပြည်သူတွေတိုးတက်အောင်ပြည်သူတွေရဲ့လွတ်မြောက်လန်းဖြစ်တဲ့ Facebook တွေပိတ် internet တွေပိတ်အမှန်တိုင်းများအမောင်ချပြီးအုပ်ချုပ်တာသူတော်ကောင်းလည်းမဟုတ်သလိုသူရဲကောင်းလည်းမဟုတ်ပါဘူးဒါကြောင့်သူရဲကောင်းဆိုတာတကားတွေဖွင့်ရမယ်လူငယ်တွေကိုမြင့်တင်ရမယ်တိုးတက်လာတဲ့လူငယ်တွေရဲ့ဆွေးနွေးမှုတွေကိုလက်ခံရမယ်တိုက်ပြည်နဲ့လူမျိုးအတွက်အရေးကြီးတဲ့အချိန်မှာလူငယ်တွေကိုနေရာပေးပြီးတော့တကယ်နိုင်ငံခေါင်းဆောင်ဆိုတဲ့သူတွေဟာဖွံ့ဖြိုးတိုးတက်တဲ့တိုင်းပြည်ဖြစ်အောင်ကြိုးစားရမှာပါနိုင်ငံတော်အမောင်ချပြီးအဲ့ဒါကိုအာဏာပဲသိမ့်သိမ့်အာဏာပဲထိမ့်ထိမ့်အမိဘလို့ခေါ်သားငယ်သမီးငယ်တွေနဲ့အတူဗုဒ္ဓကိုရင်ဆရာတော်ရှိတယ်လို့ပြောရဲပါတယ်ဒါကြောင့်တိုးတက်အောင်ကြိုးစားကြပါစို့မူရစေးရဲ့တန်ကိုလည်းမဖြစ်အောင်ဒီမူရစေးတွေဒီအချိန်မှာဟိုမာရှယ်လောကာလာမှာမူရစေးတဲနေတာဘယ်လိုလဲခုနရာဘာတွေရောင်းဝယ်ကောင်းနေတာဘယ်လိုလဲသူများစီးပွားပြတ်တဲ့အချိန်မှာချမ်းသာတတ်တဲ့သူတွေကဘယ်လိုလဲဓမ္မမိတ်ဆွေတွေသိစေချင်ပါတယ်အေးသူများတွေဘယ်လိုပဲမဟုတ်ဟုတ်ဘာသာကြရဲ့လှုပ်ရဲတယ်ပေးရဲတယ်ဖောက်ထွက်ရဲတယ်ဆိုတော့လဲသားငယ်သမီးငယ်များမျိုးဘာသာသာနာချစ်တဲ့လူငယ်များတကယ်ချစ်ရင်လက်နဲ့ကိုတနတ်ကိုအန်တုပြီးတော့နှခမ်းနဲ့မတိပါနဲ့လို့တတိရှိတဲ့နှလုံးသားဟာရင်ဖွင့်ပြီးတော့သွားရဲပြီမဲ့အသက်သွေးကိုတနတ်နဲ့မပြီးပဲအုံနောက်နဲ့ရွေးချယ်ပြီးတော့အကောင်းဆုံးသောအောင်မြင်မှုလမ်းတကယ်တော်လှန်ရေးစစ်တဲ့ဉာဏ်နဲ့တော်လှန်တဲ့ပညာလမ်းကိုသွားကြပါအသက်သေးပြီးတော့လူတွေတနာပြီးတော့ကိုယ်အသက်ပြောက်သွားပြီမဲ့နောက်လူတွေကကနေမဲ့ဘဝကိုမြောက်ပေးနေတဲ့နောက်ွယ်ကလက်မဲကြီးတွေထိုးနှက်နေတဲ့ကိုယ့်ကိုအတုံးချလို့အတုံးချမှမသိကိုဟာပုံးဖြစ်မှမသိတဲ့သားငယ်တွေမဖြစ်စေချင်လို့ဒီကနေ့ဆိုင်ကယ်မှောက်တဲ့သားလေးကိုမြင်ရင်သွားသုံးချောင်းကျိုးသွားရဲ့သူ့ဘဝထဲမှာတာမန်သုံးချောင်းပြန်စိုက်ကောင်းလို့ရပါမယ်ဘဝပြတ်သွားရင်တော့တန်တရားတစ်ဆက်ဆိုတာကိုလည်းမြင်ရတာမဟုတ်ဘူးဒါကြောင့်သားငယ်သမီးငယ်များယူသားကြပါယူသားကြပါဒီကနေ့တကြံကာလ
လို့ခေါ်ရတဲ့အချိန်မှာသူများတွေရေပက်ပြီးတော့ကိုယ့်အိမ်မှာရေစက်ချပြီးတော့အမျှဝေမေတ္တာပို့နေရတဲ့ဘဝများကိုလွတ်မြောက်ကြပါစေလို့ပြောကြရင်ကိုယ့်ရဲ့ရဲရင်တဲ့နှလုံးသားနဲ့နိုင်ငံတော်ကိုကာကွယ်ပါနိုင်ငံတော်ကိုစောင့်ရှောက်ပါပြည်သူနဲ့အတူနိုင်ငံခေါင်းဆောင်နဲ့တွဲပြီးဘယ်လိုလုပ်မလဲဆိုတာစဉ်းစားပါအဲ့လိုပဲမှားယွင်းတဲ့နိုင်ငံခေါင်းဆောင်တွေကလည်းဝါဒတကားတိတ်ဝါဒတကားပိတ်ပြီးတော့မှလက်စားပြီးတော့ကြီးပွားတဲ့အစိုးရမျိုးမဖြစ်ပဲပြည်သူကိုညစ်ဒုက္ခပေးတဲ့အစိုးရမျိုးမဖြစ်အောင်ဆောင်ရွက်ပေးပါတကယ့်ကိုစနစ်ကြတဲ့အတွေးခေါ်နဲ့ခေါင်းဆောင်ကောင်းလို့မြည်သည်ပြည်သူကိုဘယ်လက်ကနေပြီးတော့မြစ်တာမျှလို့ညာလက်ကလည်းသစ္စာပြပါလို့ဒါလိုပဲမုံလဲကျွေးသလိုဥပဒေနဲ့လူလေးစားပြီးတိုင်းပြည်တိုးတက်အောင်ဆောင်ရွက်နိုင်ပါစေလို့တင်ပြရင် generation Z တွေနဲ့မူရစ်စင်းမှာဒီကနေ့ရှေ့တန်းကိုထွက်လာတဲ့သားငယ်သမီးငယ်တွေပညာဉာဏ်နဲ့တော်လန်အသိဉာဏ်နဲ့ကြိုးစားလွတ်မြောက်ခြင်းကြောင်းတရားမှာလက်နဲ့မကင်ပဲကြိုးစားနိုင်တာဟာကိုယ့်လူမျိုးကိုယ့်ဘာသာကိုယ့်သာနာတွင်မှာမိဘတွေလည်းကိုယ့်ဆွေမျိုးတွေလည်းဒီတက်ထဲမှာပဲဒီအဖွဲ့အစည်းထဲမှာပဲပါဝင်နေကြပါလိမ့်မယ်ဒါကြောင့်စုပေါင်းညီညွတ်စွာအောင်ချောင်းဖြားပြီးတော့ရဲရဲနဲ့စိတ်တွေကိုတော့ရှော့မချပါနဲ့ဒါပေမဲ့မှားယွင်းတာအသုံးမချပဲနောက်ွယ်ကကြိုးကိုင်းနေတဲ့ရုပ်သေးရုပ် generation Z တွေမဖြစ်စေပဲရင့်ကျက်တဲ့ generation Z တွေဟာရဲရဲတွေ့ရဲရဲတိုက်ရဲရဲအောင်မြင်အောင်ဝင်ပြောပါတနက်နဲ့ထိတ်တိမပြစ်ပါဘူးစူပူတဲ့ပုံစံမျိုးနဲ့လုံနေရင်တော့ဘာမှလည်းမရလို့သဘုံဖြစ်သွားတဲ့ဘဝမျိုးတော့ဖြစ်ပါစေနဲ့လို့ဆုတောင်းရင်မှုရစေဆွဲနေတဲ့လူငယ်တွေကြားတွေကတကယ်ရင့်ကျက်တဲ့သားငယ်သမီးငယ်တွေရဲ့လွတ်မြောက်တဲ့ပွင့်လန်းတဲ့တကယ်ကြိုးစားနေတဲ့အမျိုးဘာသာနာနဲ့နိုင်ငံတော်ကိုချစ်တဲ့တကယ်ကိုလွတ်မြောက်ပြီးတိုးတက်တဲ့တိုင်းပြည်ကိုရည်စူးတဲ့သားငယ်သမီးငယ်များအောင်မြင်ကြပါစေလို့ပြောကြရင်နှုတ်ဆက်လိုက်ပါတယ်အားလုံးချမ်းမြေ့နိဗ္ဗာန်တွေ့ကအမြချမ်းသာရှိပါစေ